ရီယယ်မက်ဒရစ်ကမက်ဒရစ်ဒါဘီမှာအက်တလက်တီကိုမက်ဒရစ်ကိုနီးစနစ်ပိုင်းမှာရောကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းမှာပါအရေးနှိပ်ပြီးဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်ဒီပွဲကိုနားလည်သလောက်ကျွန်တော် analysis လေးလုပ်ထားပါတယ်ဒီပွဲမှာရီယယ်မက်ဒရစ်ဟာ4-4-2 ရှိတ်နဲ့ပွဲကိုတည်ဆော့ခဲ့ပါတယ်ဒါပြိုင်ပွဲရဲ့ကွင်းလယ်ကိုအသာစီးရယူဖို့ရည်ရွယ်ထားရလည်းဖြစ်နိုင်ပါတယ်ရီယယ်မက်ဒရစ်ရဲ့ပြဿနာကကွင်းလယ်မှာ holding midfield လို့ခေါ်တဲ့ဘောလုံးကန်ပြီးဖြန့်ဝေမဲ့ကွင်းလယ်ကစားသမားကောင်းအောင်မရှိတာပါဒါကြောင့်တစ်ဖက်က box to box ပိတ်ဆော့တဲ့အသင်းနဲ့တွေ့ရင် positional gain ဆော့မရဘဲနဲ့တိုင်ပတ်ပါတယ်နောက်ပြဿနာကကီလီယန်ဘာဘေက center forward စစ်မဟုတ်တာပါဒီပုံမှာဆိုရင်ပွဲချိန်17မိနစ်မှာဗီနီစီယက်နဲ့အမ်ဘာဘေနှစ်ယောက်စလုံးဟာအစွန်ကိုရောက်နေပြီးတော့ပြိုင်ပွဲရဲ့ finishing ဇုံထဲမှာဘယ်သူမှရှိမနေတာပါအဲ့တော့ဘယ်လင်ဟန်က center forward ထဲကိုတစ်ခါထပ်ဖြည့်ပေးရပါတယ်ဘယ်လင်ဟန်ကကွင်းလယ်ကစားသမားဖြစ်တာကြောင့်ဒါရေရှည်မှာအလုပ်ဖြစ်မှာမဟုတ်ပါဘူးအဲ့ဒီပွဲမှာလည်းအလုပ်မဖြစ်ခဲ့ပါဘူးဘောလုံးရတာချိန်မှာတော့ရီယယ်မက်ဒရစ်ဟာ 4-2-3-1 formation ကိုပြောင်းဆော့ပါတယ်အဲ့ဒီချိန်မှာအာတာဂူလာက right wing ကိုတွက်ဆော့ပါတယ်ဒီလုံးဆိုရင်အမ်ဘာဘေတော်တော်ပါနှက်လို့ရသွားတဲ့ကိုပါသူကိုယ်တိုင်ဘောလုံးကိုဆင်းယူပြီးတော့အာတာဂူလာစီထိုးပေးပြီးပြိုင်ဘက်ကိုအလွတ်ပြေးထွက်သွားတာပါအာတာဂူလာကလမ်းကြောင်းထဲကိုထိုးပေးလိုက်အောင်ပါပဲဒီကိုကအာတာဂူလာကောင်းလို့မဟုတ်သလိုနီးပြရဲ့နစ်စနစ်လို့လည်းကျွန်တော်မထင်ပါဘူးအမ်ဘာဘေကောင်းလို့ရခဲ့တဲ့ကိုပါအက်တလက်တီကိုမက်ဒရစ်ကိုပေးလိုက်ရတဲ့9ဂိုးမှာ4ဂိုးက set piece တွေကပေးခဲ့ရတာပါဒီမှာဆိုရင်ဗီနီစီယက်ပို့ပြီးတော့အားစိုက်ထုတ်တင်ပါတယ်အဲ့ဒီဖြတ်တင်မောကိုချူအမန်နီမာကင်ယူထားတဲ့ဂျားကပဲအက်တလက်တီကိုနောက်ခံလူလီနော်မန်ကခေါင်းတိုက်ထည့်သွားပါတယ်ကိုသမားဘာမှမတတ်နိုင်ပါဘူးရှေ့ကပွဲတွေမှာတောက်လျှောက်ခြေစွမ်းပြပြီးကစားလာတဲ့ကာရက်တာဟာဒီနေ့ပွဲမှာတော့အမားတွေအများကြီးလုပ်ခဲ့တာကိုတွေ့ရပါတယ်ပွဲကြီးတွေကစားဖို့လုံလောက်တဲ့အတွေ့အကြုံမရှိသေးတာလည်းဖြစ်နိုင်ပါတယ်ကံကောင်းလို့သာဒီလုံးကိုမပေးခဲ့ရတာပါကိုကီဖြတ်တင်ပေးလိုက်တဲ့အလုံးမှာကာရက်တာသာအားစိုက်ထုတ်ခဲ့ရင်ဂိုးပေးခဲ့ရမှာမဟုတ်ပါဘူးဒီကိုဆိုရင်ဗီနီစီယက်ကိုမဖြစ်မနေကြီးကျူးရမှာပါအက်တလက်တီကိုနောက်တန်း2ယောက်ကိုခြေအောင်ပြအယူလုပ်ပြီးအာတာဂူလာကိုဖန်တီးပေးခဲ့တာပါအာတာဂူလာရဲ့ကန်သွင်းချက်ကလည်းအတော်ကိုကောင်းခဲ့ပါတယ်အာတာဂူလာကောင်းတာလက်ခံပါတယ်ဒါပေမဲ့တကယ်ပွဲကြီးတွေမှာဆိုရင်သူ့ရဲ့မပါနှမှုကအဆင်မပြေပါဘူးသူ့ရဲ့မပါနှတဲ့ဖြတ်ထုတ်ပုံကြောင့်ပဲပွဲချိန်52မိနစ်မှာပယ်နတီပေးခဲ့ရပါတယ်အဲ့ဒီပယ်နတီကြောင့်ပဲပွဲရဲ့အဖြေကအများကြီးပြောင်းလဲသွားခဲ့ပါတယ်အသင်းရှုံးနေတဲ့အချိန်မှာအမ်ဘာဘေကညာဘက်အစွန်ထိထွက်ကစားခဲ့ပါတယ်ဒီပုံကိုကြည့်ပါအမ်ဘာဘေဘောလုံးရတဲ့အချိန်မှာကာဘာဟဲဟာရှေ့ကိုပြေးထွက်ရမယ့်အစားရက်ကြည့်နေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်နားမလည်ပါဘူး63မိနစ်မှာ Everest ကန်သွားတဲ့ free kick ကိုဟာရီယယ်ကစားသမားတွေအတွက်တကယ်ကိုသင်ခန်းစာပါပြီးခဲ့တဲ့ Champion League မှာလည်း Arsenal က Declan Rice ကန်သွားတဲ့ free kick နှလုံးဆိုရင်လည်းအခုလိုပါပဲရီယယ်မှာဒီလို free kick ကိုကောင်းကောင်းကန်နိုင်တဲ့ကစားသမားတယောက်မှမရှိတာတကယ်ကိုဝမ်းနည်းစရာပါကျွန်တော်တို့ဘန်စီမာကာရာဘေးတို့ BBC ခစ်ကရီယယ်မက်ဒရစ်အစုအဖွဲ့ကိုကျွန်တော်တို့တကယ်လွမ်းမိပါတယ်၄-2 နဲ့ရှုံးနေတဲ့ချိန်မှာပဲအသင်းကောင်းဆောင်ဘယ်ဘာဒီရဲ့မမားတဲ့အမားကနေဂိုးထပ်ပေးလိုက်ရပါတယ်ဘယ်ဘာဒီလိုဝါရင်ရီယယ်ကစားသမားတယောက်ကဒီလိုပွဲတွေမှာဖီအားအောက်ကိုမခံနိုင်မဲနဲ့ယုံကြည်မှုတွေပျောက်ဆုံးနေတာမဖြစ်သင့်ပါဘူးနီးပြအလွန်ဆိုအတွက်တော့ရေရှည်မှာဖြစ်ရှင်းရမယ့်ပုံစံတွေများစွာရှိနေပါတယ်